ဝိပဝတိမှာရောက်လာကြတဲ့လူပေါ်ဆောင်တွေများသူတည်လူငယ်များတခြားတိုင်းနိုင်ငံကိုရောက်လာပြီးဝီကြီးပန္နာရှာတာမှန်တော်များလေကျွန်တော်တို့လုပ်ခဲ့တဲ့ဘက်ကနှုတ်ကပတ်တော်ကိုနှလုံးသွင်းခဲ့ပြီးဖြစ်တဲ့အတိုင်းဝီကြီးကအဓိကမဟုတ်ဘူးအဓိကအသက်တာမှာဥစားပေးရမယ်အရာဘာလဲဆိုတာကိုလွန်ခဲ့တဲ့အပတ်မှာကြားခဲ့ပါပြီတတိယတဲ့လူပေါ်ဆောင်ပဲများရှိမလားအသက်တာမှာဘာကိုဦးစားပေးရမလဲဒါကြောင့်ကျွန်တော်ကဒီပတ်မှာဆက်ပြီးတော့ဦးစားပေးအရာဆိုတာလေးကိုစတာပါတယ်အဓိကချက်မှာဒီရတာကလည်းနောက်တစ်ပတ်9 ချိန်မြောက်အသင်းတော်ရဲ့ကျေးဇူးတော်ချီးမွမ်းခြင်းမှာ Shine for Jesus ယေရှုကိုအလင်းဆိုတဲ့ခေါင်းစဉ်နဲ့အဓိကနဲ့တွားမှာဖြစ်တဲ့အတွက်ကြောင့်ဒီကြားထဲမှာဒီကနေ့ပွဲတော်မင်္ဂလာကိုခံယူတဲ့အခါမှာကျွန်တော်တို့ရဲ့စင်ကြင်နှလုံးသွင်းဖို့ကအတော့ပြန်ချမ်းသာမှာလဲဖတ်ခဲ့ပါပြီတမန်ကျမ်းစာကိုဖတ်သွားတဲ့သမီးကလည်းပဲဖတ်တဲ့အခါမှာကျွန်တော်တို့အစီအစဉ်စာရွက်ထဲမှာလည်းထည့်ရိုက်ထားပါတယ်အစီအစဉ်စာရွက်ထဲမှာရိုက်ထားတာကိုတတိထားမိပြီးတော့လိုက်ဖတ်မိတဲ့ကြည့်ပြီးတော့ဖတ်မိတဲ့ကျေးဇူးရဲ့လက်ထောက်ကြရအောင်နေတယ်နော်ပရိသတ်များအမှတ်တမဲ့ပါမမသိတာကိုကျွန်တော်ဝေမြင်ပါဘူးအားကြောင့်လဲဆိုတော့ဝေယူလို့မရလို့မဟုတ်ဘူးဖတ်မဲ့သမီးတော်ကအကျဉ်းစာအရှိကြီးပဲတော့လို့ကျွန်တော်ဒါနဲ့ကျွန်တော်ကလွယ်လွယ်ကူကူဒီမှာရိုက်ထားပြီးတယ်လေဘယ်မှာလဲဟောအစီအစဉ်စာရွက်မကြည့်ရသေးဘူးနဲ့တူတယ်ပြည်သားများလည်းတခါတလေအစီအစဉ်စာရွက်ကြည့်မိခြင်းမှကြည့်မိပါလေအရှင်ဘုရားသခင်အဖို့လုံးကငါတို့သည်ဖြစ်ကြ၏ဆိုတဲ့ခေါင်းစဉ်နဲ့ကောရိန္သုပထမဆုံးခန်းကြီး7အငယ်1ကနေ7ကိုဒါကတော့အပြန်လန်းအတော့ပြန်ဖတ်ခဲ့တော့တတိထားမိပါပြီထပ်ပြီးတော့မှကောရိန္သုပထမဆုံးခန်းကြီး7မှ6ခန်းကြီး10 14မှ19ကိုလည်းရတော့အဖြစ်PowerPoint နဲ့ထိုးပြတဲ့အရာကိုကျွန်တော်တခါလုပ်ဖို့တယ်ပြောဖို့ပါတယ်ကျွန်တော်လုပ်မဲ့အပတ်ကြာမှဆက်ကပြက်တယ်မိကမလာတယ်ဟောဒီစသဖြင့်ဆိုတော့ကျွန်တော်လုပ်ဖို့သိစိတ်အားမတန်တော့ဒါပေမဲ့အဲ့ဒါကိုထိုးတာချက်ဒီမှာရိုက်လိုက်ရင်ကိုကောင်းပဲဆိုပြီးတော့မှရိုက်ထားပါတယ်ဒီလိုမှမှများအိမ်ပြန်နေယူသွားပြီးတော့ပြန်ဖတ်လို့လည်းရပါတယ်ဒီမှာတော့ခလုံးနေလိုက်ကြောက်သွားမှာပေါ့ဒါပေမဲ့အရေးကြီးတာကကျွန်တော်နှလုံးသားထဲမှာဆွဲသွားဖို့အရေးကြီးပါတယ်ဒီနှုတ်ဘတ်တော်တွေကိုလောကဆောင်ပဲများကိုယ်တိုင်ဖတ်ပြီးတော့နှလုံးသားထဲမှာဆွဲမြဲဖို့ဖြစ်စီဘာကြောင့်လဲဆိုတော့ဘုရားရဲ့နှုတ်ဘတ်တော်ကျွန်တော်ဓမ္မကျောင်းမှာတချို့ဆရာတွေကအဲ့ဒါကိုကတဲ့လင်းလင်းနဲ့နဲ့ပြီးတော့ပြောတဲ့အခါပฏิပတ်ကတော့ဖြစ်ဘာကြောင့်လဲဆိုတော့နောက်ကာလခါကျရင်ဘုရားသခင်ကသူ့ရဲ့နှုတ်ကပတ်သစ္စာတရားတွေကိုလူတွေရဲ့နှလုံးသားတွေကိုပေးသွင်းထားတယ်ကျွန်တော်တို့ကဘာမှအသေးဥဆရာတွေဓမ္မဆရာတွေဘာမှတော့ပြောစရာမလိုတော့ဘုရားသခင်ရဲ့ဝိညာဉ်တော်ကလူတွေရဲ့တယောက်စီရဲ့နှလုံးသားတွေမှာကိုပေးသွင်းတာဒါဆိုတချို့ကအေဝံဂေလိတော်လုပ်ဖို့မလိုတော့ဘူးအထိပြောကြတဲ့အခါပြောတာမှားမလားဆိုတော့မမှားပါဘူးနှုတ်ကပတ်တော်ကဒီတိုင်းပြောတာမှန်ကလားဆိုတာတော့နည်းနည်းဖြေရမှာလို့ခက်တယ်နော်ဘာဖြစ်လဲဆိုတော့ကျန်တဲ့ကံတရားတွေကလည်းဘုရားသခင်ကခိုင်းတာကိုဒါကတော့လွန်ခဲ့တဲ့အနှစ်50တဲကကျွန်တော်သိခဲ့ရတဲ့အဖြေကအေဝံဂေလိသိစရာတက်တန်တဲ့လူပေါ်ဆောင်ဘက်တွေကတခါတည်းလမ်းကျူလမ်းကြားဈေးထဲမှာအိမ်နဲ့ဆင်းလိုက်ပြောတဲ့အခါ
ကျွန်တော်အသင်းတော်ကြီးကကောင်းဆောင်တွေလုပ်ဖို့ဆောင်ပဲတွေတော်တော်များများကတိတ်ဘဝင်မကြကြအကြောင်းလေးအမျိုးမျိုးပြတဲ့အထဲမှာနောက်ဆုံးပြောတဲ့အကြောင်းကတော့အေဝမီလီဈေးပေါ်တွေကွာတွေ့ရအောင်ရှောက်ပြီးတော့ပြောနေပြီးအေဝမီလီဈေးပေါ်တွေကွာဒါကြတော့ကျွန်တော်ကဒီမှာမွတ်စလင်ညီကိုမောင်မများများရှိရင်ကျွန်တော်ဖတ်လို့ပါကျွန်တော်ကြားဦးတဲ့အရာပြောရတယ်အစ္စလာမ်ယုံကြည်သူတွေကတရားသခင်ကိုယ်တော်တိုင်တပါးဒီသောသားတော်အဖြစ်နဲ့လူစားတိခံယူပြီးတော့အသေးခံတာကိုလက်ခံလို့မရတဲ့အကြောင်းကကိုကျွန်တော်တို့ဓမ္မကြီးမှာ praise and worship မှာလည်းထက်ကကိုယ်တော်တန်ရှင်းအင်မတန်တန်ရှင်းမြင့်မြတ်တဲ့ဘုရားဘယ်လိုမှယုံညံ့တဲ့ညဉ့်ညံ့တဲ့လူစားတိခံယူစရာအကြောင်းခံယူလို့ကိုမရအဲ့ဒီရှုတော့ကနေပြီးတော့ယေရှုကဘုရားဖြစ်တယ်ဘုရားသားတော်ဖြစ်တယ်ဆိုတာကိုလက်ခံလို့မရချက်တော်ကိုဆုံးလို့ဒီနေ့နှုတ်ကပတ်တော်ကပြောနေတာကိုကျွန်တော်ဒီချာဖတ်ကြည့်တယ်ဒီလောကကြီးမှာဘာတစ်ခုမှညှင်းပယ်စရာအကြောင်းမရှိတခုပဲပွာတာကဘယ်ရာကိုဦးစားပေးမလဲဘယ်ရာကအဓိကနဲ့တာမညာကိုကျွန်တော်တို့ခွဲခြားနိုင်ဖို့ပဲအဲကြောင့်လွန်ခဲ့တဲ့ဘက်ကအသက်တာမှာဦးစားပေးအရာပါလေလွန်ခဲ့တဲ့ဘက်ကပေါ်ပြသွားတာကတော့အတွင်းလူနဲ့အပြင်လူချက်တော်လူကိုဆုံးပဲဒီအပြင်ကတော့မမြဲတဲ့သင်္ခါရဒါကဘာသာတိုင်းလက်ခံပြီးသားအတွင်းလူဒီနေ့ဒီအတွင်းလူကိုထပ်ပြီးတော့မှဦးစားပေးအရာယေရှုခရစ်တော်သာလို့မိမောင်းထိုးတန်းခြင်းကအဲ့ဒီအတွင်းလူဆိုတော့ကျွန်တော်တို့ရဲ့ဝိညာဉ်ဟာဒီနေ့ကတူတူနဲ့ပဲမြန်ပြောကျွန်တော်တို့အားလုံးလည်းသိတာပြီးသားတယ်ဒီဝိညာဉ်ဟာထာဝရကြောက်သွားလို့မြန်ဒါကြောင့်မလို့အေဝံဂေလိလုပ်နေရတဲ့အကြောင်းရင်းတစ်ချက်ကလူအသိကြီးပြီးသွားရင်ဘာမှလိုက်ပြောစရာမလိုဘူးပေါ့ကောင်းတာကိုလုပ်မကောင်းတာကိုလည်းလုပ်ချင်လုပ်မကောင်းတာလုပ်ပြီးတော့စီးစိမ်ခံစားနေတဲ့လောကလူသားတွေလည်းအများကြီးရှိတာကောင်းတာကိုလုပ်ပြီးတော့အမှန်တဆင်းရဲငတ်မှုခေါင်းပါမွဲတည်နေတာလည်းရှိတာအဲ့တော့ဘာလဲဒီကြိုက်တာလို့တည်ပြီးသွားပြီဆိုရင်ပြီးပြီပေါ့ဒါပေမဲ့မပြီးဘူးဒါကြောင့်လည်းဒီဝိညာဉ်ဟာထာဝရဒါကြောင့်ရိုးရိုးလေးပဲကြက်ပဲဝဲအထောင်ကောင်းသိမ့်တကတိနဲ့တတ်နေတဲ့နွားတက်ယုံပဲဖြစ်ဖြစ်ဝက်တက်ယုံပဲဖြစ်ဖြစ်ကြက်တက်ယုံပဲဖြစ်ဖြစ်အဲ့ဒီမှာမတော်ရင်သေချောက်မလို့ဘူးမှမပြောဘူးဒါပေမဲ့အခုဒီဘုရားကျောင်းမှာပဲမတော်တဆအလောင်းတစ်လောင်းလာပြီးတော့ထားလိုက်မယ်ဟိဆိုဒီနောက်တစ်ပတ်တော့မှမဟုတ်တဲ့တော့တင်တော့ဘုရားရှိခိုးမတော်ရင်ဘူးဒီဘက်ကမှအလောင်းကြီးတွေးခဲ့တယ်တချို့မလာရဘူးတချို့ဘလောက်တတိရှိညအမောင်ထဲမှာတယောက်တည်းမအေးရတဲ့သူတွေရှိတယ်ဒါကအမှန်တရားကိုပေါ်နေတာအဲ့ဒီဝိညာဉ်ဟာမပြောက်တော့တဏှာရမှာရှိနေတယ်အဲ့တော့နောက်ဆုံးကတော့အောက်မှာရှိသလားအပေါ်မှာရှိသလားကိုပဲအဖြေလေးရှာနေကြဒီဝိညာဉ်ကထာဝရပဲအတွင်းလူသည်ထာဝရပဲဆိုတာကိုဒီတစ်ချက်လေးကိုပဲကျွန်တော်တို့ခေါင်းထဲမှာနှလုံးသားထဲမှာဆွဲထားပြီးတော့ဒုတိယတစ်ချက်ကတော့ကျွန်တော်တို့ပတ်တော့တယ်ကျမ်းစာခေါင်းစဉ်လည်းပြေးတာအကျင့်ဘုရားသိတယ်ဘုရားတွေလို့ပြောကြတဲ့အရာတွေအများကြီးရှိတယ်ကျွန်တော်စောစောကဖတ်ခဲ့ပြီးကျွန်တော်ပြန်မဖတ်တော့ပါဘူးဒါကြောင့်ဆိုအချိန်ကတော့နောက်မှပါဘုရားတွေအများကြီးရှိတယ်ဒါပေမဲ့အကျင့်ဘုရားသခင်အထဲကအရာခတ်သိမ်းဖြစ်တယ်အကျင့်ဘုရားသခင်အဖို့ငါတို့အားလုံးမှလည်းဖြစ်တယ်အဲ့ဒီအကျင့်ဘုရားသခင်ဒီတဆူလေးပဲရှိဘာမှဘာသာအစွဲမထားပဲနဲ့ပွင့်ပွင့်လင်းလင်းဆွေးနွေးတိုင်ပင်အဖြေရှာကြရင်လောကမှာလူတယောက်အမေတယောက်ပဲရှိအဖေတယောက်ပဲရှိတယ်ဆိုလို့ကမ္ဘာလောကစัจ java လာလူတ attva ကိုဖန်ဆင်းတဲ့ဘုရားတဆူလေးပဲရှိဒါဆိုအစ္စလာမ်တို့ဂျူးတို့
ခရိယန်တို့ကိုအတူတူစုပြီးတော့ကျမ်းစာကိုချပြီးတော့အဖြေရှာလိုက်ကျွန်တော်လူပိဆိုရင်လွယ်လွယ်လေးပဲဘာမှတော့စာအုပ်ကြီးချစရာမလိုဘယ်ဘာသာဘယ်လူမျိုးဘယ်လိုရှုတဲ့ပုဂ္ဂိုလ်ပဲဖြစ်မဲတဲ့ပုဂ္ဂိုလ်ပဲဖြစ်ကျွန်တော်လူတွေမှာသိခါတော်ရဆရာကြီးပဲဖြစ်ပါသေးတယ်တည်သွားရင်တပည့်သွားတယ်ဒီခန္ဓာရဲ့မြေကြီးပဲအခုတို့မြေကြီးပဲဘာကြောင့်ဘုရားသခင်ဒီလူကိုမြေမုတ်အချင်းဖန်ဆင်းတယ်ဆိုတဲ့သစ္စာတရားဘယ်သူမှညင်းလို့မရကျင့်တော်လို့ပေါ်ဆောင်ပဲဒါကြောင့်ပထမတစ်ချက်ဒီဝိညာဉ်ကအမြဲတမ်းထာဝရပဲဖြစ်တယ်ဆိုတာကိုခံရမယ်ဖြစ်လို့ဒုတိယတစ်ချက်ဘုရားကလည်းအဆူတယ်ပဲရှိအကျင့်ဘုရားကျမ်းစာထဲမှာဖတ်ခဲ့အဆူတယ်ပဲရှိတယ်ကျွန်တော်တို့အားလုံးကအဲ့ဒီဘုရားအတွက်ဘုရားအဖို့ကောင်းခြင်းဆိုခြင်းအားလုံးကသူ့အတွက်